ကဲအားလုံးပဲမင်္ဂလာပါကပ္ပဖလားစဖို့ဒါ2ရက်လောက်ပဲလိုပါတော့တယ်ပေါ့နော်အဲ့အချိန်မှာကျွန်တော်တို့အာဆင်နယ်အမာကန်ကြီးကိုမော်နမတွေဒါစောက်မြော်အားပေးရမယ်ဒါအာဆင်နယ်ကစားသမားများပါတဲ့ဒါနိုင်ငံအသင်းတွေကိုကျွန်တော်အစလိုက်ရွေးပြသွားမယ်ဗီဒီယိုလေးပဲဖြစ်ပါတယ်ပထမဦးဆုံးနံပါတ်1အနေနဲ့ကျွန်တော်ရွေးချယ်တဲ့နိုင်ငံကတော့ဒါအင်္ဂလန်နိုင်ငံပဲဖြစ်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တို့အင်္ဂလန်မှာကျွန်တော်ရဲ့အာဆင်နယ်ကစားသမား4ဦးတိတိပါထားတယ်ဒါအားလုံးသိတဲ့အတိုင်းပဲဒါစာကာဒက်ဂနရိုက်ဒါမဒူအခင်းနဲ့ easy လို့ပဲဖြစ်ပါတယ်ဒါအင်္ဂလန်တင်းကဒါကဘာဖလားကိုဒီလူ၄ယောက်ပါတာဖြစ်တဲ့ဒါအာဆင်နယ်က၄ယောက်ပါတဲ့ဒီအင်္ဂလန်တင်းကကဘာဖလားကိုဘယ်ထိကိုတက်ရောက်သွားမလဲဆိုတာတော့တော်တော်လေးရင်ခုန်ပုံကောင်းတယ်ဘာလို့လဲဆိုတော့အင်္ဂလန်ရဲ့လူစီရင်ကဒါဘာပဲပြောဒါဒီနှစ်မှာဒါအထူးဆန်းအနေနဲ့တချို့ဒါဝေဖန်မှုတွေခံရတယ်ပေါ့နော်ဘာပြောဒီလူစီရင်နဲ့အင်္ဂလန်ဒါ round 16ဒါမှမဟုတ်လဲ quarter စီမီရောက်နိုင်မလားဆိုတာတော့ဒါစိတ်ဝင်စားဖို့တော်တော်ကောင်းတယ်အဲ့တော့အာဆင်နယ်ဒါအမာကန်ကြီးကိုမန်မောက်တွေစောက်မြော်ရမယ်နံပါတ်1အနေနဲ့ကျွန်တော်အင်္ဂလန်လို့ရွေးလိုက်ပါတယ်ပြီးတော့နံပါတ်2အနေနဲ့ဆိုရင်တော့ဒါစပိန်အသင်းကိုကျွန်တော်ရွေးတယ်ဘာလို့လဲဆိုတော့စပိန်အသင်းကဒါပွင့်လင်းပြောရမယ်ဆိုရင်ဒါကဘာဖလားဝင်တာကိုချင်းချောင်းနိုင်တဲ့အသင်းတည်ဒါအင်္ဂလန်ထက်တောင်ဒါပို့ပြီးတော့ချင်းချောင်းနိုင်တဲ့အသင်းတည်ဖြစ်ကျွန်တော်ကတော့ထင်မြင်မိတယ်ဘာလို့လဲဆိုတော့စပိန်အသင်းမှာဒါလူစရင်းတွေဒါပြီးခဲ့တဲ့ယူရိုကလူစရင်တောင်ထပ်ပြီးတော့ upgrade တင်ထားတဲ့အနေအထားကိုမြင်တွေ့ရတာဖြစ်တဲ့အတွက်စပိန်အသင်းကဒါကဘာဖလားဝင်တာထီတောင်သူ့မှာဒါချင်းချောင်းနိုင်တဲ့လူစင်းရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါစပိန်အသင်းလို့မြင်တယ်သူတို့စပိန်အသင်းမှာလည်းအာဆင်နယ်ကစားသမားဒါ3တီတီပါတယ်အ3ဦးကတော့ဒါမယ်ရီနိုဒါဆွန်ဘီမန်တီနဲ့ဒေးဗစ်ရာယာပေါ့နော်ပြီးတော့နောက်တဲ့ဒင်းကိုကျွန်တော်ဒါပြင်တစ်လို့မြင်တယ်ဒါပြင်တစ်ကလည်းဒါထုံးစံတိုင်းပဲဒါလူအင်အားစကွက်ကြီးကတော်တော်လေးကိုကြမ်းတယ်။ပဲအချိန်မှာကျွန်တော်တို့ရဲ့အာဆင်နယ်ကစားသမားဒါစလီဘာလည်းပါဝင်မဲ့ဖြစ်တဲ့ကြောင့်တော့ပြင်တစ်ကိုကျွန်တော်နံပါတ်3အနေနဲ့ဒါဆောက်မြော်အားပေးတဲ့အသင်းလို့ပဲကျွန်တော်မြင်တယ်။ပြီးတော့နံပါတ်4အနေနဲ့ဆိုရင်ကျွန်တော်တို့ဘရာဇီးကိုကျွန်တော်ပြောတယ်ဒါရွေးချယ်ခြင်းနဲ့ဒါဘရာဇီးကဘာဖြစ်လို့ရွေးချယ်ရလဲဆိုတော့ဘရာဇီးမှာလည်းကျွန်တော်တို့အာဆင်နယ်ကစားသမား2ဦးထပ်ပါတယ်ဘယ်သူတွေလဲဆိုတော့အားလုံးသိတဲ့အတိုင်းပဲဒါဂါဘရီယယ်2ယောက်ပေါ့ဂါဘရီယယ်မာတင်နယ်လီနဲ့ဂါဘရီယယ်ဘကာဟေးပေါ့အဲ့တော့ဒီကစားသမားတွေကဒါဘရာဇီးမှာဒါ first line အနေနဲ့ဒါပါဝင်လာပို့ဒါမာတင်နယ်လီတော့တိတ်မသိပေမဲ့ဒါဂါဘရီယယ်မကာဟေးကတော့ပါဝင်ဖို့များတယ်အဲ့တော့ဘာပြောဒီဘရာဇီးကဒီဘယ်အဆင့်ထိအောင်တက်ရောက်သွားမလဲဆိုတာတော့တော်တော်စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့ဒါနံပါတ်4အနေနဲ့ဒါဘရာဇီးကိုရွေးတယ်ဆိုတော့နံပါတ်5အနေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ဒါဂိုင်ဟာဘက်ဒါတိုက်စစ်ကစားမဲ့ဒါဂျာမနီတင်းကိုကျွန်တော်ရွေးချယ်ပါတယ်ပြီးတော့ဒါနံပါတ်6အနေနဲ့ဆိုရင်ကျွန်တော်ကပတိန်အိုဒီကက်ဒါနော်ဝေးကိုရွေးချယ်တယ်ဒါနံပါတ်9အနေနဲ့ဆိုရင်တော့ကျွန်တော်ကတော့ဘယ်ဂျီယန်ဒါလီယိုထရော့ဆက်ပါဝင်တဲ့ဒါဘယ်ဂျီယန်ကိုကျွန်တော်ရွေးချယ်တယ်ပြီးတော့နံပါတ်8ပေါ့နော်နံပါတ်8အနေနဲ့ဆိုရင်ကျွန်တော်တို့ဆွီဒင်ဗစ်တာယော့ခရက်ကျွန်တော်တို့ရဲ့ဒါတိုက်စစ်မှုဗစ်တာယော့ခရက်ကိုရွေးချယ်တယ်ပြီးတော့နံပါတ်9အနေနဲ့ဆိုရင်ဒါ Ecuador ပေါ့နော်ဒါကျွန်တော်တို့ရဲ့ cancel မှုတစ်ခုဒီနှစ်မှဝယ်လိုက်တဲ့ cancel မှု handicap ပါဝင်တဲ့ဒါ Ecuador ကိုဒါဆောက်ပြောအားပေးတယ်လို့ပဲထင်ပါတယ်ဒါပုံမှန်ဆိုရင်တော့ကျွန်တော်တို့ကနယ်သာလန်ကိုရွေးရမှာဒါပေမဲ့လည်းနောက်တစ်သင်းအနေနဲ့ဆိုရင်နယ်သာလန်ကိုရွေးရမယ်ဒါပေမဲ့လည်းဒါအားလုံးသိတဲ့အတိုင်းပဲချူရန်တင်ပါကဒဏ်ရာကြောက်ဒါနယ်သာလန်ကနေလူစီကနေထုတ်ထွက်သွားတာဖြစ်တဲ့အတွက်နယ်သာလန်ကိုတော့ကျွန်တော်တို့ဒါကျွန်တော်စနေကတာမှမရှိတာဖြစ်တဲ့အတွက်ကြောင့်ဒါတော့ကြည့်တိတ်အားမပေးတော့ဘူးပေါ့နော်အဲ့တော့အခုပြောရတဲ့ဒီကိုတင်ထဲမှာဆိုရင်ဒါ round 16ထိကိုအေးအေးဆေးဆေးတက်နိုင်မဲ့အသင်းဆိုရင်ကျွန်တော်တို့ဒါအင်္ဂလန်ဘရာဇီးပြင်သစ်စပိန်ပြီးတော့အသင်းဘယ်သူရှိအောင်မလဲဂျာမနီအဲ့လိုမျိုးအသင်းတွေကတော့ဒါ round 60ကိုအေးအေးဆေးဆေးတက်သွားမယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့ကျွန်တော်အသင်းတွေကတော့ဒါ round 60လောက်ကိုပါရင်ဘက်ကိုသူတို့ဒီရဲ့ဒါအောင်မြင်မှုတွေပဲဆိုရတော့မယ်ဒါပေမဲ့အခုကကဘာဖလားထုံးသိတဲ့အတိုင်းပဲဒါရူရီယာအစ်စ်တွေဖြစ်တော့ round 32ထိတောင်ကျွန်တော်အသင်းတွေပါလာနိုင်ခဲ့တယ်ဆိုရင်တော့တော်တော်လေးကိုဒါသူတို့ရဲ့အောင်မြင်မှုလို့ပဲဆိုရမှာပါဘာပဲပြောဒီထဲမှာမှဒါစပိန်နဲ့ပြင်တက်ကတော့ဒါကဘာဖလားဝင်တာဖြစ်ဖို့အတွက်ဒါကျွန်တော်တို့အာဆင်နယ်ကစားသမားတွေရှိတဲ့ဒါစပိန်နဲ့ပြင်တက်ကတော့ကဘာဖလားဒါရဖို့အတွက်ကိုတော့တော်တော်လေးရေပန်းစားတဲ့အသင်းတွေရှိတယ်ဒါမဲ့လည်းတခြားနိုင်ငံတွေလည်းရှိပါသေးတယ်ဒါပြောရမယ်ဆိုရင်အာဂျင်တီးနားလိုအသင်းတွေလည်းရှိသေးတယ်ပြီးတော့နောက်တစ်ခုပါလဲပေါ်တူဂီတို့လည်းဒါတချို့တွေဒါထင်မြင်ကြသေးတယ်ဆိုတဲ့အခြေအနေမှာဒါပြောကျွန်တော်တို့အာဆင်နယ်ကစားသမားပါဝင်တဲ့ဒါပြင်သစ်နဲ့စပိန်ကိုတော့ဒါအင်္ဂလန်ထဲလို့ရပေမဲ့လည်းဒါပြင်သစ်နဲ့စပိန်တော့အင်္ဂလန်ကဒါ squad မရှိတဲ့ဒါ squad မတောက်လို့ပဲဆိုရမယ်အဲ့တော့ဒါအာဆင်နယ်ကစားသမားရှိတဲ့ဒါပြင်သစ်နဲ့စပိန်ကိုတော့ဒါကမ္ဘာဖလားဝင်တာလေးကိုတော့ရစီချင်တယ်ပေါ့နော်
အဲ့တော့ကျွန်တော်အာဆင်နယ်မှာကန်ကြီးကိုမော်ဒမာရီရောဒါကဘာဖလာကိုဘယ်တင်းကိုအပေးဖြစ်လဲဒါကွန်မန့်မှာလည်းဝင်ရောက်ပေးကြပါအောင်အဲ့တော့အာဆင်နယ်မှာကန်ကြီးကိုမော်ဒမာရီဒါကဘာဖလာကိုဒါတူတူစောင့်မြောက်အပေးရင်းနဲ့ပဲဒါအာဆင်နယ်ပရိသတ်တွေအာဆင်နယ်ကစားသမားတွေကိုအပေးရင်းနဲ့ပဲအားလုံးပဲ let's go come on you can good night